Hello guys, Esther ပါ Esther အခုဒီပါဝင်းကြပေါ့နော်ဒီ TikTok မှာခက်စားနေ game ပေါ့နော်ပါဝင်းကြဟိုပါတဲ့ game ပေါ့နော်အဲ့ game ကိုဆော့ပြသွားမှာဖြစ်ပါတယ်ဟိုပါ line ခဏလက်နေတော့ပေါ့နော် game နာမည်ကတော့ဒီဥစ္စာပဲဖြစ်ပါတယ် game နာမည်ကဒီဥစ္စာလေးဒီဥစ္စာတိုင်းအဲ့ဒီဥစ္စာတိုင်းရိုက်ထားကြည့်လိုက်ပေါ့နော်ဒီမှာ T ပါပါတယ်ဒီ S ရဲ့ဟိုမှာပေါ့နော်ခဏပေါ့ Esther ရောက်ပြီပေါ့နော်ရောက်ပြီsorry ကြောက်နေ Halo, jangan lupa kamu juga bisa pakai uang tip satpam. Esther အဖွဲလိုက်ပဲဆိုမယ်အဖွဲလိုက်ပဲဆိုမယ်ခက်သွားပြီဘာလာပြောအဲ့ဆို Esther တဲ့ထဲပဲဆော်လိုက်ရမလားအဖေါ်တော့လိုတာပေါ့လေကလေးပါရဟာကလေးလေးရဆောအေးကောင်းတယ်ထဲရမယ်စပြီပေါ့နော်ပါဝင်ကြတဲ့တွေ့ရမှာတအားကြီးခုံးနေပါပြီဘာဖြစ်တာလဲခဏဖုန်းကလည်းလက်နေရလားသူခင်ရလည်းဖြစ်နေတယ်မသိဘူးလုပ်ပေးရတာဘာလို့လဲဟမ်ဘာလို့စာကြောင်းကြည့်လားအဲ့ဒါအင်ဒိုနီးရှားစာရေးဒီစာကြောင်းမဖတ်တတ်ဘူးလေကဲအားလုံးပဲလိုက်ပါနောက်ထပ်ဖတ်ချူလာမယ်နော်ဘိုင်